ကဘုန်းကြီးကကိုယ်ပါကလေးပတ်ပြီးနေပြန်မော့ဒီငန်းဝေဘညီမညာဝေပြန်မော့ဟုတ်လားဘလို့လူကတော့ဘလို့နေအပြစ်ပဲနေမှာပဲเนาะအဲတခါကျိုးပြောထားပါတယ်ဗျာရလည်းပူတဲ့အတွက်ကြောင့်အားလုံးပဲမင်္ဂလာပါခင်ဗျာ DF ရှင်နယ်ကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရှင်နယ်အဆိုရင်မြန်မာနိုင်ငံအတွင်းကနိုင်ငံရဲ့တည်တိုက်ပွဲတဲ့များကိုတင်ဆက်ပေးနေမယ့်ရှင်နယ်ပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်နယ်ကိုစုစုခိုင်းလေးလုပ်ပေးပြီးစောင့်မျှော်အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီဦးဇင်းမင်းကွင်းတရင်လေးကိုဦးဇင်းပြောချင်ပါတယ်เนาะဒီနေ့မင်းကွင်းတရင်မင်းကွင်းဆိုတာကတော့အားလုံးလည်းစကိုင်းတိုင်းမင်းကွင်းပေါ့เนาะစကိုင်းမင်းကွင်းဆိုတော့အားလုံးလည်းကြားမှဒီမှာလည်းမင်းကွင်းနဲ့ပတ်သက်ပြီးမှဦးဇင်းကခဏလေးကပြောလေးပြောထားရှိပါရဲ့เนาะဘာကြောင့်ပြောရလဲဆိုလို့ရှိရင်မင်းကွင်းကဘာအမှန်တင်နေနားတယ်နော်မင်းကွင်းဆိုတာကမြို့ကြီးလည်းမဟုတ်ဘူးဟာပါเนาะအဲ့လိုရွာလေးမှာတော့ PDF တွေကစိုးမိုးနေတယ်ဆိုတော့ဘယ်လိုညံ့လို့လဲဆိုတော့အဖြေကတော့ရှင်းရှင်းလေးပါပဲเนาะအဲ့တော့မင်းကွင်းကိုဦးဇင်းတို့ပို့ဆိုတာကမင်းကွင်းကိုစစ်ကြောင်းထိုးတဲ့စခန်းဒီလက်ပံကိုမကြော်တော့မကြော်ဘူးတော့ဘာကြောင့်မကြော်တာလဲတိုင်းမှုကမရှိကိုဆက်မလို့ခိုင်းတာလားတတ်မှမှုကမရှိကိုလူတက်မှမှုကမရှိကိုဆက်မလို့ခိုင်းတာလားဒါမှမဟုတ်ရှိကိုပဲဆက်မလို့ရဲတာလားဆိုတာအဖြေရရှားခဲ့တယ်ဒီအခုဆိုလို့ရှိရင်မင်းတို့မှာမီးကိုဖြတ်လိုက် PDF ကြီးအဲ့တော့မီးကြီးဖြတ်လိုက်တဲ့အတွက်ကြောင့်ဒီမြိုင်နိုင်ငံပြည်သူစစ်တွေရောပါတော့ဒီဇယ်တို့ဓာတ်စီတို့เนาะဓာတ်စီနဲ့ဒီဇယ်ကိုလိုက်ရှာနေရတဲ့အနေအထားတစ်ခုဖြစ်သွားပြီမီးဖြတ်ထားလိုက်ဘယ်နည်းကတော့18ရက်နေ့ကတည်းကဖြတ်ထားတယ်အဲ့ပို့ဆိုတာကပြောရရင်စခန်းကိုတို့တွေဝိုင်းခံရတယ်ဗျရဲစခန်းမှာ3ရက်လည်းပြတ်သွားပြီเนาะဘယ်တော့ဝင်စီးမလဲညဝင်စီးမလားနေ့ဝင်စီးမလားဆိုတော့ပဲဦးဇင်းတို့ကအဖြေရှားမယ်เนาะအဲ့တော့သူကဟာဝိုင်းခါမဟုတ်ပါဘူးဆိုပြီးတည်င်းကိုတိတ်တဲ့သူကရှိတယ်စစ်ကြောင်းနဲ့ရဲတွေကမှအခုထိဘာသာမှတော့စစ်ကြောင်းနဲ့ရဲတွေကတော့အခုထိဘာသာမှမကြားဘူးဗျာဘလို့အနေထားဘလို့ပုံစံတော့ဦးဇင်းတို့လည်းမသိဘူးဗျာတော့မသိဘူးမင်းဝင်းလို့နေရာလေးအဲ့တော့မင်းဝင်းလို့နေရာမျိုးဒီဘလို့အဲ့ချိန်မှာဦးဇင်းတစ်ချိန်ကမင်းဝင်းလို့နေရာမျိုးတွေဟိုဘက်နေရာတွေဦးဇင်းတို့ပြည်သူစစ်တွေခုလက်ရှိ121ပေါ့နော်လက်ရှိတော့ဘာကြောက်လို့ဒီ121တခါကြီးဥအောင်နိုင်သေးလို့ ਨੇ သူတို့အဲ့တော့တိုင်းမှုကဥကိုကိုဦးဇကရမှုပေါ့နော်ဥကိုကိုသူ့လက်ထက်တုံးမှာပေါ့နော်ဦးဇင်းတို့မင်းကွန်းတကြောမင်းကွန်းတို့ကိုပဲမရရတို့121ဥအောင်နိုင်သေးတယ်ဗတ္တစာတွေတူတူပဲနေရှင်းလိုက်တာအဲ့တော့ဗဒတိထောင်းထောင်ရောက်တော့တွားပြီးတတိယနေရှင်းစရာရှိအောင်ပြည့်ပြတ်သားလားရှင်းဖို့လိုတယ်ထိထိရောက်လုပ်ဖို့လိုတယ်နော်အဲ့တော့ဥစ္စာတကယ်တော်တဲ့သူတွေတတိယပါနော်ဥစ္စာအကြီးအကဲကြီးစောဖြတ်ပိုင်မှုရှိတဲ့လူကြီးဆိုရင်အပြည့်ရှင်နောက်မှအပြည့်ရှင်မှသူစစ်တိုက်ခိုင်းနေတယ်လူစီယိုရေးလည်းကောင်းတဲ့လူကြီးရောက်ဘူးဗျနော်ကဲပြည့်ရှင်လည်းကွာနောက်မှမင်းကအပြည့်ရှင်မှကွာမင်းကဲတော့တိုင်းပြည်တာကိုထမ်းဆောင်ကွာဟုတ်လားသူတော်ရအားလည်းအများကြီးရှိပါတယ်ဒါဥစ္စာဘာလို့ကျမတော့မရှိတော့တတိယတဲ့အကြောင်းကိုပြောပြတာပါနော်တတိယတဲ့အကြောင်းပြောပြတာလူလည်းဥစ္စာကိုလူထားတာဘာညာဥစ္စာကိုလူရှိတာမဟုတ်ဘူးနော်တကယ်တော့တဲ့လူဥစ္စာကချီးကျူးရပါဥစ္စာတို့ရဲ့အလုပ်ပဲမင်းဝတ်ဆိုတော့မန္တလေးနဲ့တော့မဆိုင်ဘူးနဘကာလည်းမှာတကယ်နဲ့မန္တလေးကနဘကာဟုတ်ရနော်ဒါပေမဲ့ဒရိုင်းပြည်တော့အကုန်လုံးနဲ့ဆိုင်တာပဲအဲ့တော့မင်းဝတ်လို့နေရာမျိုးကိုတွတ်ထားမှဆိုရင်မန္တလေးပဲလေတော့လည်းခုနာနေစကိုင်းပဲလေဆိုရင်စကိုင်းဆိုတာဆိုရင်စကိုင်းကိုပြုံးပြုံကြော်လို့မရဘူးစကိုင်းမှာပြည်သူစစ်တွေကအများကြီးလားဆိုလည်းများတာပဲနော်များတာပဲစကိုင်းမှာပြည်သူစစ်တွေမရှိဘူးလားဆိုလည်းရှိကြပဲအဲပြည်သူစစ်ရှိတဲ့ဟာလည်းတစ်ဖက်ကညိုတဲ့ကပြည်သူစစ်ကဟိုကပြည်သူတော့တစ်ဖက်နဲ့ပဲမတည့်ကြဘူးထွေရုံမှာနေတဲ့ပြည်သူစစ်ကလည်းထွေရုံမှာဆရာကြီးထားနေပဲဟိုမှာဥဝိဘောပြည်သူစစ်ကလည်းဥဘောလူတဲ့လူတဲ့ဟိုဟာပြည်တဲ့လူနဲ့ဒီဖုန်းကြီးပဲသူကအပြစ်လိုက်ရှာကြတာပဲပြောရအောင်နော်အပြစ်လိုက်ရှာနေကြတာဦးဇင်းတို့တုံးတက်တာပါဦးဇင်းတို့ကနော်အဲ့တော့စကိုင်းကိုဒီတိုင်းပြစ်ထားမှဆိုရင်တော့ဒကာကြီးတိုင်းမှုကြီးလက်တာဦးဇင်းရဲ့လိုက်လို့ဒကာကြီးကကြည့်တယ်ဒကာကြီးနဲ့ဦးဇင်းနဲ့လည်းစကားခဏပြောပြီးတယ်ဒကာကြီးဘယ်နေရဆိုတော့ဒကာကြီးရဲ့ပြောဆိုတော့အညာလားလို့ဦးဇင်းကထင်တယ်ဟောစကားအားရပါဒကာကြီးကပြောတာဟုတ်ဒကာကြီးမှတိုင်းမှုဆိုတဲ့ဒကာကြီးငါတိုင်းမှုကြီးกว่าဆိုတဲ့ဒကာကြီးမှဘုံမနာနာဒကာကြီးမှမထားဘူးဒါနဲ့ဦးဇင်းတို့ကဒကာကြီးတို့ဒကာကြီးကလည်းစัจ java တွေပြီးမဟုတ်လို့ဦးဇင်းကလည်းစัจ java တွေပြီးမဟုတ်အဲ့တော့ပြောချင်တာကဘာပြောချင်တာလဲဆိုဒကာကြီးလည်းအကုန်လုံးမတိနိုင်ဦးဇင်းလည်းအကုန်လုံးမတိနိုင်ဦးဇင်းတိတဲ့ရတယ်ဒကာကြီးမတိနိုင်ဘူးဒကာကြီးပုံတိတဲ့ရတယ်ဦးဇင်းမတိနိုင်ဘူး
ဒါနဲ့မင်းဝင်းနဲ့ပတ်တဲ့တော့ဒကာကြီးချက်ဦးစင်းကကိုသိမယ်လို့ဦးစင်းကပိုးထင်းနေဗျာနော်အဲ့တော့ရိုက်တဲ့ဆိုကြောင့်ဘယ်နည်းရှိတယ်ခုထိရှေ့မတိုးနိုင်ဘာကြောင့်မတိုးတာဟုတ်ပြီကဘာအမွေအနှစ်တွေကဘာရဲ့ဟိုပါလေရှေးအောင်ဟိုအမွေနှစ်ဒါပေမဲ့ PDF တွေကအဲ့အမွေကဘာရဲ့အမွေနှစ်တွေမှာနေရာယူထားတယ်မေဝပထိုးတော်ကြီးကိုမေဝခေါင်းတော်ကြီးကိုဟိုဘက်မြတ်ညတိန်တန်စီဒီမှာပြည်သူစစ်နဲ့စစ်သားရှိတာတော့ဒါလူလို့ရှိတဲ့အတွက်ကြောင့်နေရာယူတာဘေးမှာရှိတဲ့အတွက်ကြောင့်ကျန်တဲ့နေရာတွေမှာစခန်းမှာလည်းပတ်စခိုင်းနဲ့ရွာထဲမှာအကုန်လုံး PDF တွေရှိတယ်ရွာထဲမှာ PDF တွေရှိတယ်မယုံရင်ခဏကြည့်ထားတာဒီတရက်နယ်ထဲမှာခဏလို့စစ်ကြောင်းမင်းဝင်းရွာလည်းမရောက်ဘူးဆိုလို့ရှိရင်မင်းဝင်းကလုံးလုံးတိတ်ခါလိုက်တယ်ရှိတဲ့စခန်းဘူးထောက်ရတယ်ရှုံးလိုက်ရဲယူစဉ်အမခံရတယ်လိုအပ်ချက်တို့လက်တက်ခရမ်းလိုအပ်ချက်ပန်မှုလိုအပ်ချက်လုံးတင်လို့လိုက်ကြဖို့မလုပ်ဘူးဆိုရင်တော့အဲ့တော့မန္တလေးနဲ့ချိတ်ဆက်ပြီးဒီဘက်ကလည်းတွားမယ်ဟိုဘက်ကလည်းတွားမယ်လုံးတင်လုံးတိုက်ထားဖို့ပြက်ပြက်တာတော့ဦးစင်းတော့လုံးစိတ်ချင်နေဗျနော်လုံးစိတ်ချင်နေဘာမှမဒီရွာလေးမှာ PDF တွေသုံးမိုးနေတယ်ဆိုတာကြားလို့လည်းမကောင်းဘူးဗျလူကြားလို့လည်းမကောင်းဘူးနော်အဲ့တော့လုံးတင်လုံးတိုက်ထားဖို့မလုပ်ဘူးဆိုရင်တော့ဘာမှမလုပ်ချင်ဘူးဗျဘာမှမပြောချင်ပါဘူးနော်အဲ့တော့ဒါဥစဉ်ကတော့တိုင်းမှုတွေတီးအောင်ပြောပြခြင်းဖြစ်ထားပါတယ်နော်အောက်တင်းစကားမှာဝိုင်းမခံပါဘူးဘာမှမဖြစ်ပါဘူးမင်းကွင်းမှာရေခဲပါဆိုပုံစံမျိုးတော့ရေခဲလားမရေခဲလားသိကြည့်ရှေ့ကိုလာတိုးကြည့်လို့ဥစဉ်တော့အကြံပြုချင်ပါတယ်ဗျအားလုံးလာပါပြီလား